အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် creator တွေအတွက်အရန်သုံးဝင်တဲ့ editing software တစ်ခုလေးပြောပြပေးပါမယ်ဒီ software က Instagram ကနေ edit ထုတ်လိုက်တဲ့ edit ဆိုတဲ့ editing software လေးပါသူ့ထဲမှာဆိုရင်ပထမဆုံးဝင်လိုက်တာနဲ့ဒီမှာဆိုရင်စီးတာတဲ့ဟာတွေပြန်ကြည့်လို့ရမယ်ဒါဆိုရင်သူ့ reels တွေသူ့တခြင်းတွေကိုကျွန်တော်ယူသုံးလို့ရမယ်ဒီဘက်မှာဆိုရင်တော့ edit လုပ်တဲ့နေရာလေးပေါ့ကျွန်တော်ဒီပေါက်လက္ခဏာလေးကိုနှိပ်ပြီးကျွန်တော်ရွေးချင်တဲ့ဗီဒီယိုလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ဒီမှာ video edit စလုပ်လို့ရပါပြီမျိုး audio ကတော့ပုံမှန်အတိုင်းပဲကျွန်တော်Instagram မှာစီးထားတဲ့ audio တွေတုံးလို့ရမယ် training audio တွေတုံးလို့ရမယ် original audio တွေတုံးလို့ရမယ်ပြီးရင် text ကတော့စာရေးရိုက်လို့ရမယ် voice ကတော့ကိုအတန်နေပိုင်းနောက်ခံစကားပြောပြီးထည့်လို့ရမယ် CC ကတော့ caption ကတော့ကျွန်တော် video ကနေauto caption တွေပိုင်းလုပ်လို့ရမယ်ပြီးရင် overlay ကတော့ကျွန်တော်ပုံတွေထည့်လို့ရမယ် logo တွေပိုင်းကတ်လို့ရမယ်ဒီထဲမှာအရန်မိုက်တဲ့ feature တစ်ခုကဘာလဲဆိုတော့ cut out ဒီ cut out ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်စကားပြောတဲ့ပုံတွေ video တွေထည့်ခြင်းနေဆိုရင် background ဖြတ်ပြီးတဲ့ feature လေးပါအဲဆိုရင်ဘယ်လိုတောင်းရဆိုတော့ကျွန်တော်ပြောပြပေးရမှာဖြစ်ပါတယ် cut out ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ထည့်ခြင်းတဲ့ video ပုံတွေကိုရွေးလို့ရတယ်ကျွန်တော်ဒီလူပုံလေးကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော် track object ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် done လေးကိုနှိပ်လိုက်မယ်background auto ဖြတ်ပြီးသွားတာဖြစ်ပါတယ်။ဆိုရင်ကိုလိုချင်လောက်တီးလို့ရတယ်၊ခြုံလို့ရတယ်၊ထောက်မှထားမလားကြိုက်လို့ထားလို့ရပါတယ်။နောက်တစ်ခုကကျွန်တော်ကိုကရိုက်ထားတဲ့ဗီဒီယိုလည်းမရှိဘူး။ကိုရုပ်ပါတစ်ခါရေးဖြတ်ပြီးမှဒီဗီဒီယိုကိုရှင်းပြခြင်းနေဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီမှာဆိုရင် green screen ဆိုတာရှိပါတယ်။ green screen နဲ့နေလိုက်မှဆိုရင်ကိုဗီဒီယိုတစ်ခါရေးကိုမျက်နှာနဲ့တစ်ခါရေးရှင်းပြပြီးလို့ရပါတယ်။ tips and tricks တွေနောက်ထပ်ဘယ်လို application တွေကဘယ်လိုကောင်းလဲဆိုတာကိုတင်ဆက်ပေးရမှာမို့ကျွန်တော် TikTok and YouTube channel ကို follow and subscribe လုပ်ပြီးပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်